အားလုံးပဲမင်္ဂလာပါရခိုင်ပြည်နယ်မောင်တောမြို့နယ်အတွင်းမှာပြီးခဲ့တဲ့အောက်တိုဘာလကအမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုကနေပြီးတော့ဝင်ရောက်တိုက်ခိုက်လို့မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်အချို့ကြာဆုံးခဲ့ရတယ်ဆိုတာလူတိုင်းသိပြီးသားဖြစ်ပါလိမ့်မယ်အမှားဆိုရင်ကျွန်တော်တို့လူခင်ကြလူမျိုးတွေအတွက်အားအကူအရဆုံးအားအထားရဆုံးပါတီတစ်ခုအဖွဲ့အစည်းတစ်ခုကိုပြပါဆိုလို့ရှိရင်မြန်မာတက်မတော်မြန်မာစစ်တပ်ပဲဖြစ်ပါတယ်မြန်မာစစ်တပ်ကဆိုလို့ရှိရင်သမိုင်းစိန်တခြားလူရင်းကြလူမျိုးတွေအပါအဝင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုအရေးကြီးခဲ့တဲ့အချင်းအခါတမာရတွေမှာတိတိယောက်ယောက်အကာအကွယ်ပေးနိုင်ခဲ့တဲ့သတ္တိတရကားတွေအများကြီးရှိတယ်ဒါပေမဲ့အခုအချိန်အခါမှာအဲ့ဒီမြန်မာစစ်တပ်ကဆိုလို့ရှိရင်မဒိန်းစစ်တပ်လူသားသမားစစ်တပ်ဆိုပြီးတော့ခေါ်ဝေါ်သုံးဆွဲနေတာကိုကျွန်တော်တို့ကဝန်ထဲစွာဖြင့်ကြားသိနေရတာဖြစ်တယ်စိတ်မကောင်းပါဘူးအမှန်ပြောရရင်မြန်မာစစ်တပ်ကမဒိန်းစစ်တပ်မဟုတ်ပါဘူးလူသားသမားစစ်တပ်လည်းမဟုတ်ပါဘူးဒါပေမဲ့မြန်မာစစ်တပ်တဲ့မှာမဒိန်းကောင်တွေလူသားသမားတွေပါနေတာကတော့အမှန်ပါပဲပြဿနာတစ်ခုဖြစ်ပြီဆိုလို့ရှိရင်အဲ့ဒီပြဿနာကိုကျူးလွန်ခဲ့တဲ့အဲ့ဒီမဒင်းစစ်သားလူသားသမားစစ်သားကိုဖမ်းပြီးတော့အရေးယူလိုက်ပြဿနာကြီးအေးပါပြီဒါစစ်တပ်ရဲ့တာဝန်ပဲဖြစ်ပါတယ်အခုအဲ့ဒါလိုမလုပ်ဘဲနဲ့ပြဿနာတခုတက်ပြီဟေးဆိုလို့ရှိရင်အဲ့ဒါစစ်တပ်ကနေပြီးတော့စုံစမ်းစစ်ဆေးခြင်းငြင်းမြင်းခြင်းတွေမလုပ်ဘဲနဲ့တရားရင်နေပြီးတော့မျက်လုံးစုံမိတ်ပြီးတော့မှငင်းဖယ်လိုက်တာငင်းဆန်လိုက်တာဒါအဆိုးအဆုံးကိစ္စဖြစ်တယ်လို့မြန်မာစစ်တပ်အတွက်လည်းတိတ်ကကြစရာအကြောင်းတရားတွေဖြစ်နေတယ်အဲ့လိုမလုပ်သင့်ပါဘူးတစ်ဖက်ကလည်းဒီမဒိန်းကျင့်တဲ့စစ်သားလူတတ်တဲ့စစ်သားကြီးနိုင်ငံတော်မြန်မာစစ်တပ်ကိုစားမပြုသလိုပဲအဲ့တော့လုတ်တဲ့လူတွေကလည်းဒီမြန်မာစစ်ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့နေပြီးတော့အမဲအရနေပြီးတော့လုပ်နေတာမဟုတ်ဘူးဆိုတာကျွန်တော်တို့ကနေကောင်းကောင်းသဘောပေါက်ပါတယ်အခုလိုပြင်ပကတိုက်ခိုက်လာတဲ့အမျိုးအမည်မသိလက်နက်ကိုင်အဖွဲ့အားဆိုလို့ရှိရင်လည်းပဲသူတို့လူဝင်ကြအဖွဲ့ဖြစ်ချင်မှလည်းဖြစ်မယ်လူဝင်ကြအဖွဲ့ဖြစ်တာတောင်အဲ့ဒီအဖွဲ့ဟာကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့လူဝင်ကြလူမျိုးအားလုံးကိုစားမပြုပါဘူးကျွန်တော်တို့လူဝင်ကြလူမျိုးအားလုံးတွေကလည်းပဲအခုလိုတို့နိုင်ငံရဲ့အကျိုးစီးပွားတို့နိုင်ငံရဲ့စစ်တပ်တို့နိုင်ငံရဲ့လူမျိုးရေးထောက်ဖွဲ့တွေကိုလာပြီးတော့မှတိုက်ခိုက်တာကျွန်တော်တို့ကဘယ်လို့မှလက်မခံနိုင်ပါဘူးဒီဖြစ်ရပ်ကိုကျွန်တော်တို့လူဝင်ကြလူမျိုးတွေအားလုံးကမ္ဘာအလယ်မှာအပြင်းထန်ဆုံးစကားလုံးနဲ့ကျွန်တော်တို့ကနေပြီးတော့ပြစ်တင်ရှုတ်ချပါတယ်ကဲမြန်မာစစ်တပ်အနေနဲ့လည်းဒီဥစ္စာကိုအခွင့်ကောင်းယူပြီးတော့မှလူဝင်ကြလူမျိုးအချင်းချင်းလူဝင်ကြလူမျိုးတွေအားလုံးပါပါတယ်ဆိုပြီးတော့မှလူဝင်ကြလူမျိုးအားလုံးတရားခံဆိုပြီးတော့မှဖြစ်မှတ်ထပြီးတော့မှလူမျိုးပြုတ်အောင်အထိတိုက်ခိုက်နေနေတာတဘာဝကြရဲ့လားဟုတ်ရဲ့လားဒါကိုကျွန်တော်ဗိုလ်ချုပ်မင်းကြီးမင်းအောင်လှိုင်ကိုကျွန်တော်မေးချင်တယ်နောက်တစ်ခုဗျာခင်ဗျားတို့ခဏခဏပြောနေတယ်နေမြေရှင်းနေရဲ့တဲ့ကဲနေမြေရှင်းနေရဲ့ဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့မှရွာထဲဝင်ပြီးတော့မှတွေ့တဲ့လူတွေကိုပြတ်တက်တွေ့တဲ့လူတွေကိုနေပြီးတော့ဖန်စီအမျိုးသမီးတွေကိုမတင်ချင်းကလေးတန်တဲ့အပါဝင်တက်ကြီးလူရွေတို့အပါခင်ဗျားတို့ကြိုက်တဲ့ပုံစံမျိုးနဲ့နှိပ်စက်တက်ပြတ်ရွာတွေကိုလည်းမေးတင်ရှိုးစားတဲ့လုပ်ရက်တွေကနေမြေရှင်းလျက်ဟုတ်ရတယ်လားနေမြေရှင်းလျက်ဆိုတာဒါပဲလားကဲကျွန်တော်တို့တဘောပေါက်နားနေတဲ့နေမြေရှင်းလျက်ဆိုတာကတော့နေမြေတခုမှာပြဿနာတစ်ခုဖြစ်ပြီဟဲ့ဆိုလို့ရှိရင်အဲ့ဒီစက်တပ်ကနေပြီးတော့နေမြေမှာရှိတဲ့ပြည်သူတွေရဲ့အကူအညီကိုရယူပြီးတော့မှအဲ့ဒီနယ်ထဲမှာကဲအောင်နေတဲ့တကူတများတဘုံစားတဲ့နိုင်ငံရံသူကိုဖော်ထုတ်မယ်ဖမ်းဆီးမယ်အရေးယူမယ်ရှင်းလင်းမယ်
ဒါတော့ပဲကျွန်တော်တို့ကနေပြီးတော့သဘောပေါက်ထားတယ်အခုကြတော့မတင်ချင်တာနဲ့ပဲလူတတ်တာနဲ့ပဲရွာတွေမေးတင်ရှိုးတာနဲ့ပဲပြီးနေတာပဲတကယ်စိတ်မကောင်းစရာပဲဗျာကဲနောက်တစ်ခုကျွန်တော်ပြောချင်တာကဒီဖြစ်စဉ်ဖြစ်ပြီးတော့နောက်ပိုင်းမှာနိုင်ငံတော်ဒုတိယသမ္မတဦးမြင့်ဆွေဦးဆောင်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ဆိုပြီးတော့မှနယ်မြေဒေသကိုနှခေါက်တောင်သူဆဲလာခဲ့လေ့လာပြီးတော့မှနောက်ဆုံးမှသူမမေရရဘာမှမတွေ့ရဘူးလို့သူတည်င်းပြန်ခဲ့တယ်ဟုတ်ရဲ့လားဘာမှမတွေ့ခဲ့ရဘူးလားနောက်တော့ရွာတွေမီးရှို့တာကိုလည်းပဲရိုဟင်ဂျာလူမျိုးတွေကိုယ်တိုင်ပြေပအကွင်ကိုရခြင်းလို့သူတို့အိမ်ကိုသူတို့မီးရှို့တယ်ဆိုတော့မှအဲ့လိုပဲသူတို့ကနေပြီးတော့တည်င်းပြန်တာရှိတယ်ဟုတ်ရဲ့လားလူသားစကားပြောပါလူပဲဥစ္စာဟုတ်ပြီးတော့ကိုယ့်ရဲ့ယာထုကိုလည်းငဲ့ရပါတိတ်ကကြတဲ့စကားမျိုးတွေမပြောပါနဲ့အဲ့ဒါကိုအဲ့လိုပဲကျွန်တော်ပြောပြရစီနောက်ပြီးတော့ဒီသမ္မတရုံးရဲ့ပြောရေးဆိုခွင့်ရှိသူဥဇော်ထဲကအခုမှနေပြီးတော့စစ်ဆေးစဉ်ကာလအတွင်းစောရတဲ့လူ၈ယောက်တောင်ရှိနေပြီဆိုပြီးတော့မှဝန်ခံထားတယ်အဲ့တော့အခုမှဘာလို့ဝန်ခံထားတာလို့ခင်ဗျားတို့လက်တွေ့ဝင်စီပြီးတော့လေ့လာပါခင်ဗျားတို့အများကြီးတွေ့ရလိမ့်မယ်တဲ့တွေ့ဖို့အတွက်လည်းစိတ်ကောင်းစေတာကောင်းတာဖို့အေးစိတ်ကောင်းစေတာကောင်းရှိရင်တော့ဖြင့်ခင်ဗျားတို့ကအဖြစ်ဖြစ်ဆိုင်ရာနိုင်ငံတကာစုံစမ်းစစ်ဆေးရေးကော်မရှင်ကိုဖွဲ့စည်းရသလားဖွဲ့နိုင်မလားခင်ဗျားတို့ဖွဲ့ပေးပါအဲ့လိုဖွဲ့ပြီးတော့စစ်ဆေးရင်တော့ခင်ဗျားတို့မှာလုံးဝစိတ်ကောင်းစေနိုင်ကောင်းရှိတယ်ဆိုတာကျွန်တော်တို့ကယုံကြည်မှာဖြစ်တယ်ကဘာကလက်ခံမှာဖြစ်တယ်နှိုးရင်တော့လက်ခံမှာမဟုတ်ဘူးနောက်သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူဥစော်တွေကပြောရတဲ့အထက်မှာစေးမတန်တယ်ရှိတယ်တဲ့အဲ့ဒီစေးမတန်ကိုလည်းနေလို့လေ့လာရမှာဖြစ်တယ်တဲ့ကျွန်တော်ပြောရဗျာအဲ့ဒီစေးမတန်တွေကိုလေ့လာမယ်ဆိုလို့ရှိရင်ခင်ဗျားတို့နောက်တဲ့လွဲသွားမယ်အကြောင်းတော်ကကျွန်တော်ပြောပြမယ်။ဥပမာတောင်ပဇာမှာဆရာဦးအီဘာဒူလာဆိုတဲ့ပုဂ္ဂိုလ်တူတရင်ငငနဲ့ကနေပြီးတော့တရင်ငနဲ့ကနေပြီးတော့မတင်ကာဘူးနဲ့ဖမ်းထားတယ်။နေရနေပါနေပြီးတော့သူရဲ့အလောင်းထွက်လာတယ်။သူ့ခိုမှာသူ့ကိုယ်ပေါ်မှာဒဏ်ရာတန်ချက်တဲ့အဖြစ်မီးရှို့ဒဏ်ရာတဲ့အဖြစ်အဲ့ဒါသူမိသားစုကိုခေါ်ပြီးတော့ရိုးတန်းတန်းပဲနှလုံးရောဂါကြောင့်စော့ရတယ်ဆိုပြီးတော့မှအတင်းအာဓမ္မလက်မထိုးခိုင်းဆရာဝန်ကိုလည်းလက်မထိုးခိုင်းအနည်းအနားမှာရှိတဲ့ပြည်သူတွေကိုလည်းခေါ်ယူပြီးတော့မှတက်တဲ့ခံလက်မထိုးခိုင်းတာမျိုးတွေရှိတယ်အဲ့ဒီမထကိုခင်ဗျားသွားကြည့်လို့ကတော့ခင်ဗျားစော့ရတယ်ဆိုတော့တယောက်မှတွေ့မှာမဟုတ်နော်အဲ့ဒါသတိထားဖို့လိုတယ်ကဲအခုအဲ့ဒီစစ်တပ်တွေကအခုဘာလုပ်နေလဲပုံမှာငငနဲ့ငင6ဆိုတဲ့တရင်တွေပေါ့ဗျာအဲ့တော့ချမ်းသာတဲ့လူတွေကိုမတင်ကတန်စရာစရင်ထဲမှာထက်ပြီးတော့မှငွေညစ်15သိန်း30သိန်း30စသည်ဖြင့်ပြောစသည်ဖြင့်ပေါ့ဗျာအဲ့တော့အခုသူတို့ကနေပြီးတော့အဲ့ဒီအတိုင်းလုပ်ပြီးတော့စီးပွားရှာနေကြတယ်အဲ့ခင်ဗျားတို့မယုံဘူးလားမယုံဘူးဆိုရင်ခင်ဗျားတို့ဝင်းစင်လေ့လာပါတမှုတွေရဲ့ပိုင်ဆိုင်မှုကိုခင်ဗျားတို့စစ်စစ်မယ်ဆိုရင်ခင်ဗျားတို့အလွယ်တကူသိနိုင်တာပဲကဲကျွန်တော်နောက်ဆုံးတစ်ခုကျွန်တော်ပြောချင်တာကအခုဒီဖြစ်စဉ်မှာမတင်ကာမှုနဲ့တွေ့တဲ့လူတိုင်းကိုဖမ်းပြီးတော့ဖမ်းဆီး6တောင်ထားအခုဝီဒီတောင်ထောင်ထဲမှာ1000နီးပါးလောက်ရှိနေပြီအဲ့ဒီအထက်မှာအခြေအနေကတော့အစိုးဆုံးအနေထားပေါ့ဗျာထောင်ထဲမှာအဲ့တော့ဝီဒီတောင်မှာနေပြီးတော့တရားရုံးအစ်တကူဖွင့်ပြီးတော့မှသူတို့အကျဉ်းရုံးတရားစီရင်တယောက်ကိုအနည်း10နှစ်အနည်း20စသည်ဖြင့်နေပြီးတော့ထောင်ဒဏ်ချ
အဲ့ဒါတွေသူတို့အခုလှုပ်ချင်တယ်အဲ့တော့ဒီတရားလိုတွေအနေနဲ့ဒီနေပြီးတော့တန်တရားရှိတဲ့လူတွေအနေနဲ့ဘာမှနေပြီးတော့ခုခံရှေ့ပါပိုင်ခွင့်မရှိဘူးရှင်းနေရှေ့ရတယ်လဲငါရပိုင်ခွင့်မရှိဘူးဆိုတော့ဒီအချင်းယုံတရားစီရင်ပြီးတော့မှအခုလူဖြစ်တယ်ချတာတဘာဝကြရဲ့လားဟုတ်ရဲ့လားမြန်မာဥပဒေမြန်မာစစ်တပ်ရဲ့လုံတုံးလုံးနည်းနဲ့ကန့်ရင်ရဲ့လားကန့်ရင်မှုမရှိဘူးဆိုရင်ဒီလူတွေကိုခင်ဗျားတို့အများဆုံးလွတ်ပေးပါခင်ဗျားတို့ကတကယ်လို့မြန်မာဥပဒေမြန်မာစစ်တပ်ရဲ့ဥပဒေလုံတုံးလုံးနည်းကိုခင်ဗျားတို့တကယ်လို့လေးစားမယ်လိုက်နာတဲ့တပတ်ဆိုလို့ရှိရင်ခင်ဗျားတို့ဒီအပြစ်မရှိတဲ့လူတွေကိုအများဆုံးလွတ်ပေးပါလို့ကျွန်တော်တို့အနေနဲ့ဝချုံမူကြီးမင်းအောင်လိုင်းနဲ့တကွနိုင်ငံတော်တာဝန်ရှိတဲ့ပုံကိုယ်တွေကိုအလဲအနဲ့ကျွန်တော်တိုက်တွန်းလိုပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်မောင်လာအောင်ပါ